မရင်ကျက်သေးတဲ့မိကောင်ပေါက်အရွယ်ကရှောက်ပေးထားတဲ့ Crudy Baby Sweetie လေးအစရှိတဲ့ပေါက်ကရ Gmail လိပ်စာဟောင်းကြီးတွေကိုရင်းကျက်လာတဲ့အမွှေးတောင်စုံချိန်မှာအသက်ပြောင်းကျင်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုကိုစုံအောင်ကြည့်လိုက်ပါ Google ကထုတ်ထားတဲ့ feature အသစ်မှာလိပ်စာအဟောင်းကိုမသုံးကျင်တော့တဲ့အခါလိပ်စာအသစ်ပြောင်းလို့ရအောင်လှုပ်ဆောင်ပေးလိုက်ပါပြီသူ့ရဲ့လှုပ်ဆောင်ပုံကရှိပြီးသားလိပ်စာကိုဖြတ်ပစ်ပြီးပြန်ပြင်တာမျိုးမဟုတ်ပါဘူးကိုအသစ်ထဲမဲ့လိပ်စာကိုမူရင်းအဟောင်းမှာပဲစင်ကဲပြောင်းလဲလိုက်တာပါမြင်သာအောင်ပြောရရင်ကျွန်တော်တို့ငယ်ဘဝကအိမ်မှာခေါ်တဲ့ငယ်နာမည်ကိုမသုံးပဲကျောင်းမှာခေါ်တွင်စေခြင်းတဲ့နာမည်ကိုစာရင်းသွင်းပေးလိုက်တာပါအဲ့လိုပြောင်းသုံးလိုက်တဲ့အခါကို့အလုပ်ကိစ္စနဲ့ဆက်သွယ်တာပဲဖြစ်ဖြစ် app တွေနဲ့ချိတ်ဆက်တာပဲဖြစ်ဖြစ်အသစ်ပြောင်းလိုက်တဲ့ mail နဲ့ဆက်သွယ်လို့ရသွားမှာဖြစ်ပါတယ်ရခင်အဟောင်းနဲ့ချိတ်ဆက်ထားတဲ့အရာတွေစာတွေကပြတ်သွားမှာလားဆိုရင်မပြတ်ပါဘူးရခင်အတိုင်းဆက်ပြီးရှိနေမှာပါ message box တစ်ခုထဲမှာ Gmail လိပ်စာ2ခုနဲ့လက်ခံအသုံးပြုတဲ့သဘောပါကဲဒါဆိုရင်လုံပုံလုံနည်းအစင်းစင်းကိုအဆုံးထိတေချာကြည့်ပေးပါကျွန်တော်တို့ change နေတဲ့ Gmail ကိုအခုကျွန်တော်တို့ဒီ browser ထဲမှာဝင်ထားရမယ်เนาะဒီ Chrome browser ထဲမှာကျွန်တော်တို့ရဲ့ Gmail login အရင်ဝင်ထားရမယ်အဲ့တော့ကို change နေတဲ့ email ကိုထောက်ပြီးအမှ manage your Google account ဆိုတာရှိတယ်အဲ့ manage your Google account တွေကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဝင်ထားတဲ့ Gmail တွေအများကြီးရှိမယ်အဲ့ထဲမှာကိုပြောင်းနေတဲ့ Gmail ကိုတစ်ချက်ရွေးလိုက်အဲ့မှာ personal information တွေကိုဝင်လိုက် personal information တွေဝင်လို့ရှိရင်ကျွန်တော်တို့ရဲ့ name ကိုချိန်မယ်email ဆိုတဲ့နေရာလေးကိုနှိပ်လိုက် email ဆိုတဲ့နေရာလေးမှာအခုလိုမျိုးလေး Google Your Account ဆိုပြီးတော့မှဒီမြားလေး slide မြားလေးပေါ်နေဒါချိန်လို့ရတာเนาะ slide မြားလေးမပေါ်သေးဆိုရင်ချိန်လို့မရဘူးတချို့နိုင်ငံ region တွေပေါ်မူတည်ပြီးတော့လဲကွာတယ်တချို့ဖွင့်ထားကြတဲ့အပေါ်လဲကွာတယ်เนาะအဲ့တော့အခုကျွန်တော်တို့ကဒီကိုချိန်နေတဲ့ Gmail ရဲ့ password ကလေးကိုကျွန်တော်တို့ရိုက်ထည့်ပေးလိုက်သူကအတည်ပြုတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ Gmail ကိုရိုက်ထည့်ပြီးလို့ရှိရင်ဒါနှိပ်စော်လေးကိုနှိပ်လိုက်အဲ့မှာ change Google account email ဆိုပြီးပေါ်လာလိမ့်မယ်နော်အဲ့မှာသူကစီကံချက်ကလေးတွေပါတယ်အဲ့မှာဒီကိုမ change ခင်မှာဒီစီကံချက်ကလေးတွေကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ account change လိုက်တာကကျွန်တော်တို့ရဲ့ photo တွေ message တွေsave ထားတဲ့ account တွေကိုကျွန်တော်တို့ကမပြတ်သွားဘူးအရင် account နဲ့ချိန်ထားတဲ့ photo တွေ message တွေပြီးတော့ဒီ app တွေနဲ့ချိန်ထားတဲ့ဟာတွေကမပြတ်သွားဘူးမူလအတိုင်းပဲရှိနေမှာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့အခုအသစ်ထဲမဲ့ email နဲ့သူက message box တစ်ခုထဲမှာပဲလိပ်စာနှစ်ခုခွဲသွားတာကျွန်တော်တို့ကဒီအခုပထမလက်ရှိဟာကကျတော့ alternative email အဖြစ်ပြောင်းလဲသွားမှာအဲ့တော့ဒါအခုကျွန်တော်တို့ change နေတဲ့ email ရဲ့လိပ်စာကိုရိုက်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့သုံးပြီးသားဆိုရင်ဒါမျိုးပေါ်နေနော် this user name is taken ဆိုသုံးပြီးသား email မဟုတ်တဲ့ဟာကိုကျွန်တော်တို့ကရွေးထည့်လိုက်မှဒီမှာအောက်မှာ change email ဆိုတာလေးပေါ်လာမှာအဲ့ဒီ change email ဆိုတာလေးကိုနှိပ်ပြီးရင်ဒါ yes change email ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့အခု change ထားတဲ့ email လိပ်စာလေးနဲ့ကျွန်တော်တို့ကလက်ခံလို့ရတော့မှာဖြစ်တယ်နော်အဲ့တော့အရင်တော့ကျွန်တော်တို့ပေးခဲ့တဲ့ပေါက်ကရနာမည်တွေကိုကျွန်တော်တို့အခုလုပ်ငန်းသုံးတဲ့အချိန်မှာအဝင်ခွင့်ကြမဖြစ်လို့ရှိရင်အခုနီးလန်းလေးနဲ့ချိန်လို့ရဆိုတာလေးကိုဒါကျွန်တော်ပြောပြပေးတာအခုချိန်လိုက်တဲ့ email ကိုကလည်းကျွန်တော်တို့က12လမှာတစ်ခါပဲချိန်လို့ရတာကျွန်တော်တို့ရဲ့မူရင်း email ကိုတိုက်လို့ချိန်လို့ရမယ်ဒါတော့12လတစ်ခါပဲချိန်လို့ရတယ်ဆိုတာလေးကိုဒါကျွန်တော်တို့နားလည်ထားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ